ရားရှင်ကိုတော်မြတ်ကြီးမိန့်တော်မူတဲ့စကားရှိပါတယ်အပကာတိမနုဿေတုယေဇနာပါရဂာမိနောအပကာတိမနုဿေတုယေဇနာပါရဂာမိနောအထာယံဣတရံပစ္စာတိရမေဝနုထာဝတိဘုရားရှင်ကိုယ်တော်မြတ်ကြီးခုတ်တကနိကေဓမ္မပဒပါဠိတော်မှာဟောခဲ့ပါလေမိမိတို့ကိုယ်နှလုံးသွင်းထားပါဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့သားတော်သမီးတော်တွေပြီးပြီးဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တရားစကားတွေကိုလိုက်နာကျင့်သုံးသူတွေပြီးပြီးသူတရားအလုပ်လုပ်တယ်တရားအလုပ်လုပ်နေတယ်တရားအလုပ်လုပ်တယ်ဆိုတာကတရားတဲ့အလုပ်တွေလုပ်မယ်တရားတဲ့အပြောတွေပြောမယ်တရားတဲ့အကြံစီတွေကြံစီမယ်မတရားတဲ့အလုပ်တွေဆိုမလုပ်ဘူးမတရားတဲ့အပြောတွေဆိုမပြောဘူးမတရားတဲ့အကြံစီတွေဆိုမကြံစီဘူးလို့ရှိဥစွာတရားအားထုတ်တာနဲ့ပတ်သက်ပြီးပြောတာနောက်တစ်မျိုးပြောကြအောင်ဆိုရင်တော့တရားအားထုတ်တယ်ဆိုတာကတရားဆိုတဲ့သဘောတွေရှိနေအတိလိုမျိုးပေါ့ဉာဏ်လိုမျိုးပေါ့ဝရိယလိုမျိုးပေါ့သဒ္ဓါလိုမျိုးပေါ့သမာဓိလိုမျိုးအဲ့ဒီတတ္တဝရိယတတိသမာဓိဆိုတဲ့အားတွေအဲ့ဒါကိုတရားအားလို့ခေါ်တယ်အဲ့ဒီတရားအားတွေမျိုးကိုမိမိတို့ကထုတ်သုံးလာတယ်တရားအားထုတ်တယ်ဆိုတာအဲ့လိုမျိုးပါမိမိတို့တန်တမှာရှိတဲ့တရားအားတွေဆိုတာရှိပါလေတတ္တဝရိယတတိသမာဓိပညာကောင်းတဲ့ဓာတ်တွေကောင်းတဲ့စေတနာတွေကောင်းတဲ့စိတ်တွေဒီလိုပြောရင်ပုံနားလည်ပါနဲ့အရှင်ဘုရားအဲ့လိုမျိုးတရားအားထုတ်ဆိုတော့တတိတော်တို့ကဗျာထိုင်ပြီးတော့မှပဲအားထုတ်တတ်တယ်ထိုင်အားထုတ်ပေါ့ရပ်ပြီးတော့မှပဲအားထုတ်တတ်တယ်ရပ်အားထုတ်ပေါ့လျောင်းပြီးတော့မှအားထုတ်တတ်တယ်လျောင်းအားထုတ်ပေါ့ဈဉ္ဉံလျှောက်ပြီးတော့မှပဲတတိတော်တို့ကအားထုတ်တတ်တယ်ဗျာဆိုတဲ့ဈဉ္ဉံလျှောက်ပြီးမှအားထုတ်ပေါ့မိမိတို့အားထုတ်တတ်တယ်လို့ကအားထုတ်နော်တယောက်နဲ့တယောက်ကအမူအရာချင်းတတ်ပါရမျှတာအဆင်ပြေတာပေါ့လေတချို့ကထိုင်တာနဲ့အဆင်ပြေရင်ပြေမယ်တချို့ကရပ်တာနဲ့အဆင်ပြေရင်ပြေမယ်တချို့ကလျောင်းတာနဲ့အဆင်ပြေရင်ပြေမယ်တချို့ကလမ်းလျှောက်တာနဲ့အဆင်ပြေရင်ပြေမယ်ကုန်းကုန်းကွာကွာလှုပ်ရင်းကန်ရင်းနဲ့လည်းအဆင်ပြေရင်ပြေမယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကခွင့်ပြုပါတယ်ခွင့်ပြုပါတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကတရားဓမ္မတွေကိုဟောဖို့ညွှန်ပြတဲ့အခါမှာမဟာကရုဏာတော်နဲ့ဟောဖို့ညွှန်ပြပါတယ်မဟာမေတ္တာနဲ့ဟောဖို့ညွှန်ပြပါတယ်မဟာပညာနဲ့ဟောဖို့ညွှန်ပြပါတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးပွင့်ထွန်းပေါ်ပေါက်တော်မူလာတာကိုကလူနာပြမတတ္တဝါတွေချမ်းသာဖို့အကျိုးရှိဖို့လူတွေဆင်းရဲအောင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးခိုင်းမှာမဟုတ်ပါဘူးခိုင်းလည်းမခိုင်းပါဘူးလူတွေဆင်းရဲအောင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဒီလိုလုပ်ဟိလို့လည်းပြောမှာမဟုတ်ပါဘူးပြောလည်းမပြောပါဘူးအခုမိမိတို့တရားထိုင်တဲ့အခါမှာကိုယ်ချမ်းသာစိတ်ချမ်းသာအောင်နေရပါလေဘုရားရှင်ကိုယ်တော်မြတ်ကြီးကဘုသူ့ကိုမြတ်ကိုယ်ဆင်းရဲအောင်နင်းအဲ့လိုထိုင်စမ်းလို့ခိုင်းပါဘူးဘုရားရှင်ကိုယ်တော်မြတ်ကြီးကစိတ်ဆင်းရဲအောင်ကလူကြည့်စေပြီးတော့ဘလို့မှလုပ်မှာမဟုတ်ပါဘူးဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယုံပါအခုတရားအားထုတ်နေတဲ့ယောဂီပုဂ္ဂိုလ်တွေကိုစိတ်ဆင်းရဲအောင်လည်းမခိုင်းဘူးကိုယ်ဆင်းရဲအောင်လည်းမခိုင်းဘူးယောဂီပုဂ္ဂိုလ်ကိုမှမဟုတ်ဘူးဘယ်လူဘယ်နတ်ဘယ်မြမာဘယ်မြမာတွေအကုန်လုံးတတ္တဝါအလုံးကိုယ်ဆင်းရဲစိတ်ဆင်းရဲတခါမှတော့မှစိတ်ထဲမှာအကြံမျိုးမရှိတော့ဘူးတဲ့ကိုယ်ချမ်းသာစိတ်ချမ်းသာအောင်ပဲညွန်ပါတယ်ထိုင်လို့ကထိုင်ပါရပ်လို့ကရပ်ပါသွားလို့ကသွားပါလျောင်းလို့ကလျောင်းပါထိုင်တာတော့မှအခုထိုင်တဲ့ဣရိယာပုနဲ့ဆိုတော့လေတင်းမလင်းခွေလို့ကလည်းတင်းမလင်းခွေပေါ့ကျုံထိုင်လို့ကလည်းကျုံထိုင်ပေါ့မလင်္ကာအာဘုစိတ်တဝဥဆုံးကာယံပဏိဒါယအဲ့ဒါကအာနာပါနတတိအတွက်ကာယကတတတိအတွက်အဲ့ဒါတခုအတွက်ပဲညွန်တာပါ
ဉာဏ်နဲ့ကာယ ानु ပတနာတတိပဋ္ဌာန်နေဉာဏ်နဲ့ဝေဒနာ ानु ပတနာတတိပဋ္ဌာန်နေစိတ်ဓာ ानु ပတနာတတိပဋ္ဌာန်နေဓမ္မ ानु ပတနာတတိပဋ္ဌာန်နေကြတော့အဲ့ဒါလိုမျိုးတင်မလင်ခွေးပါတော့ဆိုတဲ့စကားလုံးမတွေ့ပါဘူးမညွန်ပါဘူးနေတာလို့နေပါနောက်ဆုံးကုံပြောမယ်လက်ပွားလေးနှစ်ခုထပ်ဘယ်ဘက်လက်ပေါ်ညာဘက်လက်ပွားလေးတင်းလက်မလေးနှစ်ခုထပ်ထားဟေးလို့တော့ဘုရားရှင်ကိုတော်မြတ်ကြီးကစိတ်ကျဉ်းကျက်အောင်မခိုင်းပါဘူးအဲ့ဒါလို့ထားရမှကြည်နှံ့မယ်ဆိုထားပေါ့တပည့်တော်တို့ကတော့ဗျာတပည့်တော်တို့ဒူးလေးနှစ်ဖက်ပေါ်ပဲတင်ထားခြင်းလေဆိုလဲထားတပည့်တော်တို့ကလက်တစ်ဖက်ကိုကျန်တဲ့လက်တစ်ဖက်နဲ့ထိထားခြင်းလေဗျာဆိုထိပဲအဲ့လောက်ထိဘုရားရှင်ကိုတော်မြတ်ကြီးရဲ့မဟာကရုဏာတော်ကကြီးမားပါလေဘုရားရှင်ကိုတော်မြတ်ကြီးကဘလို့မှတ်ဟိဘလို့ရှုဟိလို့ပြောတယ်လို့မေးပြီးရှိတော့အခုတရားအထုတ်နေတဲ့ယောဂီတွေဘလို့မှတ်နေတယ်လဲဘလို့ရှုနေတယ်လဲအရှင်ဘုရားတပည့်တော်တို့ကနာတိဝနှုတ်ခမ်းပြားကိုရှုပါတယ်ဗျာထွက်တဲ့ဝင်တဲ့ကိုရှုပါတယ်ဗျာထွက်လေဝင်လေကိုရှုပါတယ်ဗျာရှုပေါ့ရှင်ဗျာတပည့်တော်တို့ကတော့ဗျာရင်ကြိုက်မှဒုက္ခနဲ့ဒုက္ခနဲ့ဒုက္ခနဲ့လှုပ်ကနေလှုပ်ကနေဖြစ်တာလေးကိုရှုပါတယ်ဗျာရှုပေါ့အရှင်ဘုရားတပည့်တော်တို့ကဝမ်းပိုက်မှာပိန်နာလေးဖောင်းနာလေးဒါလေးရှုပါတယ်ဗျာရှုပေါ့အရှင်ဘုရားတပည့်တော်တို့ကငယ်တိတ်ကလေးလှုပ်တာလေးလှက်လှက်လှုပ်တာလေးရှုပေါ့ခြေထောက်ကျင်တာရှုတယ်ဒူးကောင်းကြိုက်တာရှုတယ်လှုပ်တာရှုတယ်အိုးခြေပြားကနေဆံပြားတိုင်အောင်မုံမုံရွရွမွမွအကုန်လုံးဝုန်းတိုင်းဖောက်ပြန်ပြောင်းလဲနေတဲ့ဖြစ်ပြတာကိုတပည့်တော်တို့ရှုတယ်ဘုရားဆိုလဲရှုပေါ့ရှုခြင်းဟာရှုပါဆရာတော်ဘုရားကြီးများကဝိနည်းဇာတရားကိုရည်မှန်းပြီးတော့မိမိတို့တပည့်တွေနှာခေါင်းမှာရှုလို့အစဉ်ပြေရင်လည်းရှုခိုင်းတယ်။မြင်ဘက်မှာရှုဖို့အစဉ်ပြေရင်လည်းရှုခိုင်းတယ်။ဝမ်းမိုက်မှာရှုဖို့အစဉ်ပြေရင်လည်းရှုခိုင်းတယ်။ငယ်လေးမှာရှုဖို့အစဉ်ပြေရင်လည်းရှုခိုင်းတယ်။ခြေပြားကနေဆံကြတိုင်အောင်တကူကောင်လုံးနဲ့ပတ်သက်ပြီးရှုဖို့အစဉ်ပြေမယ်ဆိုရင်လည်းရှုခိုင်းတာ။ရှုဖို့အစဉ်ပြေရှုဖို့အစဉ်ပြေအောင်ရှုခိုင်းတယ်ဆိုတော့ရှုဖို့အစဉ်ပြေတယ်ဆိုတာဒါလေ။တတိလေးရှိလာတာဉာဏ်လေးပေါ်လာတာယောဂီတို့ကိုပြန်မေးကြည့်ပါအခုတတိရှိသလားအခုဉာဏ်ရှိသလားနှာခေါင်းရှုတာမှမှန်နေဆိုရင်ဝမ်းပိုက်သမားနဲ့စကားများတတ်ပါလေဝမ်းပိုက်ရှုတာမှမှန်နေဆိုရင်ရင်ဘတ်သမားနဲ့စကားများတတ်ပါလေရင်ဘတ်သမားမှမှန်နေရင်ဘတ်မှမှန်နေဆိုရင်ငယ်တိတ်သမားတခြားနေရာတွေမှစကားများတတ်ပါတယ်ဘုရားတရားကစကားများဖို့မဟုတ်ပါဘူးဘယ်နေရာဒေသတွေကိုပဲရှုခိုင်းလို့ရှုဘယ်နေရာဒေသတွေကိုပဲမှတ်ခိုင်းလို့မှတ်ဘယ်ဟာတွေကိုပဲကြည့်ခိုင်းလို့ကြည့်ဆရာတော်တန်ကတော့အရှင်မြတ်တွေကသတိဉာဏ်ဖြစ်စေဖို့ပါသတိဉာဏ်ဖြစ်စေဖို့ပါယောဂီတို့ကိုကြည့်ပါသတိရှိရဲ့လားသတိရှိရဲ့လားသတိမရှိဘူးလားဉာဏ်ရှိရဲ့လားဉာဏ်မရှိဘူးလားပြန်ကြည့်ပါအပကံတေမနုသေတုယေသနာပါရဂာမိနောအထာယံဣတရာပဇာတိရမေဝနုဒဝတိယေသနာပါရဂာမိနောနိဗ္ဗာန်တစ်ဖက်ကံကိုတက်လန်းသွားကြတဲ့ပုဂ္ဂိုလ်တွေဆိုတာတန်တိလောကမှာထင်ရှားမတွေ့ရှိကြပါပြီကုန်မနုသေတုလူအပေါင်းတို့တွင်လူနတ်မြတ်တတ္တဝအပေါင်းတို့တွင်တေဇနာပါရဂာမိနာအဲ့ဒီလိုနိဗ္ဗာန်တက်လန်းသွားကြတဲ့ပုဂ္ဂိုလ်တွေဆိုတာအပကအလွန်နည်းလာပါလေအလွန်နည်းလာပါလေအခုယောဂီတို့တရားအထုတ်တဲ့အချိန်နဲ့သင့်တော်အောင်ပြောရင်ကိုအာမနာတမ်းမှာပြန်စစ်ပါကိုမရှက်မကြောက်ကိုအမှန်တိုင်းကိုတိကကိုအားကိုပြီးတော့ကိုပြန်မေးပါဘုရားရှင်ကိုတော်မြတ်ကြီးမိန့်တော်မူတဲ့တရားနဲ့ပြောရင်လူနာပြမတတ္တဝါတို့တွင်တတိရှိတဲ့သူဟာအလွန်နည်းပါလေတတိတရားလက်ကင်ထားတဲ့သူဟာအလွန်နည်းပါလေအခုမိမိတို့တရားအားထုတ်နေပါလေခိုင်းတဲ့အတိုင်းလုပ်နေတာလားတတိရှိတာလားဒါလေးကိုပြန်ကြည့်ပါဘယ်လိုအခုလိုပြောပြနေတာကယောဂီတို့အားထုတ်နေတာကိုတမာတိပြည့်အောင်လို့လူပြောသူပြောတမာတိပြည့်အောင်မဟုတ်ဘူးယောဂီတို့အားထုတ်နေတာဒီသ
ဘလို့ဖြစ်နေတယ်လဲလို့ကိုဆန်းစစ်ပါအကျိုးများအောင်ကျေးဇူးများအောင်ပြောပြတဲ့သဘောပါယောဂီတို့လူနဲ့မြမတတ္တဝါအပေါင်းတို့မှာတတိအစစ်ရှိတဲ့သူကတော်တော်ရှားပါအခုလိုတရားအားထုတ်နေတဲ့ခုအချိန်မှာပဲလူပေါင်း200ကျော်လောက်ရှိတဲ့အထက်မှာခုအချိန်မှာပဲ200ကျော်300လောက်ရှိတဲ့အထက်မှာခုအချိန်မှာပဲတတိရှိတဲ့သူတော်တော်ရှားပါလေကိုတတိရှိသလားပြန်ကြည့်ကိုတတိရှိသလားပြန်ကြည့်ဒါလေးမှတ်ရရင်ကြည်နဲ့နေသလားဒါလေးရှုရရင်ကြည်နဲ့နေသလားဒါလေးတွေ့ရင်ပျော်နေသလားဘုရားတော်အများကြီးဟောခဲ့ဘူးပါလေယောဂီတို့နှာခေါင်းကြည့်ကြည့်ဗိုက်ကြည့်ကြည့်ရင်ဘက်ကြည့်ကြည့်ငယ်တိတ်ကြည့်ကြည့်ဖြစ်ပြကြည့်ကြည့်ဘာတစ်ခုလုံးဘာပဲကြည့်ကြည့်ဘာရှိဖို့လဲတတိရှိဖို့ဘာရှိဖို့လဲဉာဏ်ရှိဖို့ကိုပြန်မေးကြည့်ပါငါတတိရှိရဲ့လားငါတတိရှိရဲ့လားအခုလိုအချိန်နဲ့ပြောရင်နိသိဏောဝနိသိဏောမိတိပဇာနာတိထိုင်နေတဲ့အခါမှာထိုင်မှန်းသိသိချာသိဘုသူတော်ကောင်းလို့တတိရှိတယ်ဆိုတာထိုင်နေတဲ့ပုဂ္ဂိုလ်အတွက်ထိုင်မှန်းသိရင်တတိရှိပါလေထိုင်မှန်းသိရင်တတိရှိပါလေယောဂီတို့ကိုဉာဏ်လေးနဲ့ပြန်ကြည့်ပါကိုထိုင်နေပါလေလောကသဘောနဲ့ထိုင်နေပါလေအများအပြောအနေနဲ့ထိုင်နေပါလေကိုထိုင်မှန်းသိနေတာလားကိုကြည့်ချင်တာကိုကြည့်နေတာလားကိုထိုင်မှန်းသိရလားထိုင်မှန်းသိရင်တတိရှိတယ်ထိုင်မှန်းမသိရင်ထိုင်မှန်းသိတယ်မသိဘူးဆိုတာဒီလိုပြောရမှာလမ်းလျှောက်ရင်လျှောက်မှန်းသိတယ်ရရင်ရမှန်းသိတယ်ထိုင်ရင်ထိုင်မှန်းသိတယ်အိမ်ရင်အိမ်မှန်းသိတယ်လဲလျောက်ရင်လဲလျောက်မှန်းသိတယ်လို့ပြောတော့လမ်းလျှောက်တဲ့ပုဂ္ဂိုလ်များကြည့်မိမိတို့ဈေးဝယ်သွားပြီတဲ့ဈေးဝယ်တဲ့အခောက်ပေါင်းရက်ပေါင်းများလာပါပြီလမ်းလျှောက်တဲ့အချိန်ပေါင်းများလာပါပြီလမ်းလျှောက်လို့လမ်းလျှောက်မှန်းသိရဲ့လားမသိပါဘူးမသိရင်လမ်းလျှောက်နေရဲ့နဲ့လမ်းလျှောက်မှန်းမသိရင်တတိမရှိလို့လေတတိမရှိလို့လေရရှင်ကိုရမြတ်ကြီးရဲ့တရားတော်တွေကခိုင်းတဲ့အတိုင်းလုပ်ဖို့မဟုတ်ဘူးဉာဏ်လေးနဲ့ကြည့်ဖို့ဉာဏ်လေးနဲ့သိဖို့ဉာဏ်လေးနဲ့သဘောပေါက်ဖို့နှာခေါင်းမှာဟေ့ဆိုမှအဲ့ဒါခိုင်းတဲ့အတိုင်းလုပ်ထိုက်တဲ့လောက်တော့အကျိုးရတယ်ပေါ့ရင်ဘတ်မှအဲ့ဒါခိုင်းတဲ့အတိုင်းလုပ်ဖို့ဝမ်းပိုက်မှခိုင်းတဲ့အတိုင်းလုပ်ဖို့ဘုသူတော်ကောင်းတို့အချိန်ကြီးဆိုတာကုံသွားရင်အလဟတဖြစ်ပါလေအချိန်တိုင်းမှာမိမိတို့တတိတွေရှိဖို့ဉာဏ်တွေရှိဖို့အရေးကြီးပါလေတတိရှိတယ်မရှိဘူးဆိုတာကိုထိုင်ရင်ထိုင်မှန်းသိရလားကိုထိုင်ရင်ထိုင်မှန်းသိရလားအဲ့ဒါလေးကိုအရင်ဂရုစိုက်ကြည့်ပါကိုထိုင်ရင်ထိုင်မှန်းသိပေးပါဘုရားတော်ခုလိုပြောပြနေတဲ့နားမဝင်မှလည်းမဟုတ်ဘူးအခုလူ200ကျော်300ရှိတဲ့ထဲမှာကိုလုံးနေကြလုံနေရမှတရားထင်ရပါလေကိုလုံးနေရတာလုံရမှတရားထင်ရပါလေထိုင်တာကိုထိုင်မှန်းသည်ဆိုတော့ထိုင်မှန်းဘလို့တင်ထိုင်တဲ့ထဲမှာစိတ်ရှိရပါမယ်လူနားလေအောင်ပြောတာထိုင်နေတဲ့စိတ်ရှိတော့ဘယ်နာထားမလဲနှစ်ဖူးထားမလားငယ်ရိတ်ထားမလားရင်ဘတ်ထားမလားဝမ်းပိုက်ထားမလားဆိုတော့သိတာရထားတယ်ထင်ရှားတဲ့နေရာမှာထားတယ်တချို့ပုဂ္ဂိုလ်ကနာသီဝနှုတ်ခမ်းများမှာထင်ရှားတယ်အဲ့ဒီဟာလေးကိုသိလားတတိရှိလားတချို့ပုဂ္ဂိုလ်ကရင်ဘတ်မှာထင်ရှားတယ်တတိရှိသလားတချို့ကဝမ်းပိုက်မှာထင်ရှားတယ်တချို့ကလှုပ်တာမှာထင်ရှားတယ်တချို့ကတင်းတာမှာထင်ရှားတယ်တချို့ကနာတာမှာထင်ရှားတယ်တချို့ကချွေးလေးဆူလာတာမှာထင်ရှားတယ်အမှန်ကတော့တတိရှိဖို့အရေးကြီးတာပါနှာခေါင်းတို့ဝမ်းပိုက်တို့ရင်ဘတ်တို့ငယ်တိတ်တို့တကူလုံးတို့ဆိုတာလေးကအာယုံနေရာတွေပါတကယ်ရှိရမယ့်တရားကတတိဉာဏ်မနေ့ကပဲလူငယ်လေးတယောက်မေးတယ်19နှစ်တဲ့ရန်ကုန်တရားပွဲမှာရှင်ပြားတဲ့လူတွေထိုင်ပြီးဘာလုပ်နေကြတာတုံးလဲတရားအထုတ်တယ်ပြောတာထိုင်ပြီးဘာလုပ်နေကြတာတုံးလဲသူမေးတာအေးမင်းစဉ်းစားကြည့်ပေါ့ကွာလို့မင်းတို့အသိဉာဏ်ရှိတဲ့သူတွေပဲ
တရားထိုင်နေဆိုတာမထိုင်တတ်လို့ထိုင်တာလားမထိုင်တတ်လို့ထိုင်တာလားကြာကြာထိုင်ရင်လို့ထိုင်တာလားသူပြောလိုက်ပါလေအရှင်ဘုရားတဲ့တပည့်တော်ထိုင်မှုပါလေဘုရားတဲ့မထိုင်တတ်လို့ထိုင်နေပြောအောင်ကလည်းတပည့်တော်တို့ထိုင်တတ်ပြီးသားပါလေကြာကြာထိုင်နေခြင်းလို့ထိုင်နေဆိုတော့ကြာကြာထိုင်တော့ဘာထူးတော့တဲ့ညောင်းတာနာတာကျင်တာထိုင်နိုင်တာမထိုင်နိုင်တာဒါပဲကွာပါလေအေးဒါနဲ့မင်းဘာလို့ထိုင်နေထင်တော့အကျိုးတစ်ခုခုတော့ရှိရမယ်တဲ့အဲ့ဒါကြောင့်မို့တရားထိုင်နေဆိုတာလောက်ကြတာနေမှာပေါ့တဲ့ယောဂီတို့မထိုင်တတ်တာထိုင်တတ်ဖို့ထိုင်တာအကျိုးတူမဟုတ်ပါဘူးကြာကြာမထိုင်နိုင်တာကြာကြာထိုင်နိုင်အောင်ထိုင်တာဟာအကျိုးတူမဟုတ်ပါဘူးထိုင်ရက်သွားလျောင်းတတိတွေရှိလာဖို့ဉာဏ်တွေရှိလာဖို့တတိရှိရင်မဟုတ်တာမလုပ်ဘူးမဟုတ်တာမလုပ်တော့မဟုတ်တာတွေမဖြစ်ဘူးပေါ့တတိရှိရင်မဟုတ်တာတွေမပြောဘူးမဟုတ်တာတွေမပြောတော့မဟုတ်တာမဖြစ်ဘူးပေါ့တတိရှိရင်မဟုတ်တာမကြံဘူးမဟုတ်တာမကြံစီရင်မဟုတ်တာတွေမဖြစ်ဘူးပေါ့ကိုပြန်ကြည့်ပါဒီလူကကြည့်ရင်တော့ထိုင်နေဆိုတဲ့ဣရိယာပုနဲ့ဟုတ်ပါတယ်ဒါပေမဲ့ကိုယ်စိတ်ကမဟုတ်တာတွေများကြံမိလေရောသလားမဟုတ်တာတွေများစဉ်းစားနေမိရောသလားမဟုတ်တဲ့အာယုံလေးနဲ့မိန်ပြီးတော့နေမိလေရောသလားရရှင်ကိုယ်တော်မြတ်ကြီးမိန်တော်မူပါလေအခုယောဂီတို့အေးဆေးတရားနှလုံးသွင်းနေတယ်လို့ပဲအရှင်မောဂ္ဂလန်ကိုယ်တော်မြတ်ကြီးတရားနှလုံးသွင်းတော်မူပါလေယဟန္တာမဖြစ်သေးဘူးသောတာပန်ဖြစ်ပြီပါပသလနာသုတ်တံလို့အင်္ဂုတ္တပါဠိတော်မှာပါပါတယ်ဘုဇင်မှန်ကြည့်တယ်အခုယောဂီတို့ကိုပလင်မောကကြည့်ရင်ယောဂီတို့မြင်ရတယ်လို့အခုရှင်မောဂ္ဂလန်ကြီးကိုသွားတတိယလိုက်တယ်အားပြောစောကမှဥပုသ်ဆောင်နေဆိုတော့7 နာရီမထိုးခင်စားထားကြမှာလေ7 နာရီမထိုးခင်စားပြီးတော့ခဏလေးတမေးတမောနေပြီးတဲ့ပုဂ္ဂိုလ်ကလည်းအိမ်ရင်မဝလို့ဒီအချိန်မှာအိမ်လိုက်ပါလေမမေးရသေးတဲ့လူတွေကလည်းပဲဒီအချိန်မှာအိမ်လိုက်ပါတယ်ယောဂီတို့ကိုကြည့်ပြီးတော့အရှင်မောဂ္ဂလန်ကိုတော်မြတ်ကြီးကိုသွားအာယုံပြုမိတာရှင်မောဂ္ဂလန်ကိုတော်မြတ်ကြီးကလည်းပဲအဲ့ဒီတရားနှလုံးသွင်းနေတဲ့အချိန်မှာထိုင်နေဣရိယာပုနဲ့တရားနှလုံးသွင်းနေတဲ့အချိန်မှာအိမ်နိုင်နေတာအဲ့တော့ဘုရားရှင်ကိုတော်မြတ်ကြီးကကြွတော်မူပြီးစောစောကပြောတယ်လို့ပေါ့တကူနဲ့ကြွတော်မူပြီးတော့အနားမှာပြောပြီးတယ်လို့ပြောတာจิตမောဂ္ဂလနာတဲ့အိမ်နိုင်နေသလားတဲ့အိမ်နိုင်ဆိုပါစို့ယောဂီတို့နားလည်အောင်ပြောရင်နှာခေါင်းမှတ်နေတဲ့လူကအိမ်ငိုက်ရင်နှာခေါင်းမမှတ်နဲ့တော့တဲ့ဝမ်းပိုက်မှတ်တဲ့သူကအိမ်ငိုက်ရင်ဝမ်းပိုက်မမှတ်နဲ့တော့တဲ့အိမ်ငိုက်တယ်ဆိုတော့လည်းမှတ်လို့မှမရသေးဘူးမူလနှလုံးသွင်းနေတဲ့အာယုံကိုအဲ့ဒီအာယုံကိုကြည့်နေပါလျက်ကဲနဲ့မှအဲ့ဒီအာယုံကိုကြည့်နေပါလျက်ကဲမှာအိမ်ငိုက်သေးတယ်ဆိုရင်တဲ့အဲ့ဒီအာယုံကိုနှလုံးမသွင်းနဲ့တော့တဲ့ယောဂီတို့တရားဓမ္မတွေကိုပေါ့တန်တန်လေးမလုပ်လိုက်ပါနဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကအိမ်ငိုက်နေတဲ့ရှင်မောဂ္ဂလန်ကြီးကိုပြောပါလေရှင်မောဂ္ဂလန်ကိုတော်မြတ်ကြီးကအရိယာပါယဟန္တာတော့မဖြစ်သေးပါဘူးအိမ်ငိုက်နေတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီငကိုမူလအာယုံပြုတ်နေကြအာယုံပေါ်မူတည်နေပါလျက်ကနဲ့အိမ်ငိုက်နေသေးတယ်ဆိုရင်နှလုံးမသွင်းနဲ့တော့အာယုံပြောင်းလိုက်လို့ပြောတာပေါ့အာယုံပြောင်းလို့မှအိမ်ငိုက်ပါသေးတယ်ဆိုရင်မိမိရထားမှုတဲ့စာတွေကိုရွတ်လိုက်တယ်ယောဂီတို့ကိုပြောရင်တော့ဘုရားစာတွေရွတ်လိုက်ပေါ့ဘုရားစာတွေရွတ်လိုက်ပေါ့ဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓဝိဇ္ဇာသရဏတံပံသောဒုက္ခတောလောကဝိတုအနုတ္တရောပုရိသဓမ္မသာရတိသတ္ထာဒီဝမနုဿာနံဘုဒ္ဓဘဂဝါအဲ့လိုရွတ်လိုက်တယ်ဘုရားရှင်မောဂ္ဂလန်ကိုတော်မြတ်ကြီးကဘုရားခိုင်းတယ်လို့လိုက်လောက်တာနော်ခိုက်ကျင့်တယ်နော်ဒီအာယုံပြုတ်နေလို့ငိုက်နေတယ်မပြုတ်နဲ့တခြားအာယုံပြောင်းဆိုပါဖြစ်လေပြောင်းလာဘုရားရှင်ကိုတော်မြတ်ကြီးကဟိုကလည်းပြောင်းတယ်ပဲငိုက်တုံးတယ်ဘာရှင်မောဂ္ဂလန်နာအဲ့လိုအာယုံပြောင်းလို့မှငိုက်ပါသေးတယ်ဆိုရင်ကိုရတဲ့စာတွေကိုအဖမှန်အထက်ထနှလုံးသွင်းလိုက်ပေါ့တဲ့စိတ်ထဲကနေနှလုံးသွင်းလို့မှငိုက်ပါသေးတယ်ဆိုရင်ပါဇက်ကအတန်ထွက်ပြီးတော့ရွတ်တယ်ဟိုကလည်းရှင်မောဂ္ဂလန်ကိုတော်မြတ်ကြီးမှာထိနာမိတ်တာကနှိမ့်ဆက်နေတော့အဲ့ဒီတိုင်းလိုက်ကျင့်တာပဲအဲ့တိုင်းလိုက်ကျင့်တာပဲ
ကျင့်မိမဲ့ထိနာမိတ်တာကအာသာလုံးနေခန္ဓာကိုယ်ကပင်မနေရော့သလားမသိတအားအိမ်ငိုက်လုံးနေစိတ္တမောက္ခလနာတဲ့အဲ့ဒါလိုဗဇက်ကရွတ်လို့မှဗဇက်ကအတန်ထွက်ရွတ်လို့မှအိမ်ငိုက်သေးတယ်ဆိုရင်ဒီတရားအထုတ်နေတဲ့ယောဂီတို့တကယ်ကိုပြောပြနေပါလေဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်စားသုတ်တန်တစ်ခုကိုဟောပြနေတဲ့သဘောပြောပြနေပါလေမိမိတို့တကယ်အိမ်ငိုက်နေတယ်ဆိုရင်ရွတ်ပါစိတ်ထဲကရွတ်ပါအိမ်ငိုက်ပြီးဒီတိုင်းကြီးဟိုဗျိုင်းအစာကောက်တယ်လို့စံကလေးအစာကောက်တယ်လို့အဲ့လိုအဖြစ်မခံပါနဲ့ကိုအဲ့လိုအိမ်ငိုက်လို့လွတ်ထားတယ်ဆိုကြတဲ့ကဘာတတိရှိမလဲအဲ့လိုပုဂ္ဂိုလ်မျိုးတွေတရားရဖို့မလွယ်ဘူးကိုတတိရှိလိုက်စမ်းပါအိမ်ငိုက်နေအာယုံပြောင်းပြီးအိမ်ငိုက်နေအာယုံပြောင်းပြီးအာယုံပြောင်းလို့မှမရရင်စိတ်ထဲကစာရီရထားတာတွေစဉ်းစားအဲ့ဒါမှမရရင်နှုတ်တရရော့ဒီမှာအတန်ထွက်ရွတ်ချင်တယ်ဆိုရင်ဘေးထလမ်းလျှောက်ရွတ်ရတယ်နော်ရော့ဒါဖျားခိုင်းတဲ့နည်းတွေအဲ့ဒါလို့ရွတ်လို့မှအိမ်ငိုက်ပါသေးတယ်အိတ်ချင်ငိုက်မြင်မှုကဒါနှိမ့်ဆက်ပါတယ်ဆိုရင်တဲ့ကိုလက်ဆန့်တန်းလိုက်စကလေးတွေပါလိချိုးချက်နဲ့ချိုးလိုက်တယ်လက်ကလေးတွေပါလေးတွေဆန့်တန်းလိုက်တယ်နားလည်လွယ်အောင်ပြောရင်လက်သေးဆန်စားကသပင်တွေများများဖွဲပေးလိုက်တယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးခိုင်းတာနော်ဟိုကလည်းအဲ့လိုလိုက်လောက်တာပဲအဲ့လိုလောက်ပါရင်မှငိုက်သေးတယ်ဆိုရင်တဲ့စိတ္တမောက္ခလနာမျက်လုံးဖွင့်လိုက်တယ်မျက်စိမိတ်တန်းလို့ငိုက်ပါတယ်ဆိုရင်မျက်စိဖွင့်ပေးလိုက်သူတော်ကောင်းအပေါင်းလို့ငိုက်တယ်ဆိုတာမျက်စိဖွင့်ရငိုက်တာလားမျက်စိမိတ်ရငိုက်တာလားလို့ပြန်ကြည့်ပါမိတ်တဲ့အမူအရာနဲ့ငိုက်ပါတယ်ဆိုရင်ဖွင့်ပေးလိုက်ပါတဲ့စာလို့ပြောရင်အလောကပညာရတယ်မောင်မဲနေရင်မျက်စိမိတ်ထားလို့မောင်မဲနေရင်အခန်းထဲပိတ်လို့မောင်မဲနေရင်အိတ်ရှင်စိတ်ကပိုးပေါ်လွယ်တယ်အဲ့လိုအိမ်ငိုက်လို့ရှိရင်တဲ့အိမ်ငိုက်တာကိုဖြောက်ချင်မျက်လုံးဖွင့်ပေးလိုက်ပါဒါမှမဟုတ်ရင်အလောကပညာရအလင်းရောင်ကိုကြည့်လိုက်ပါအာယုံပြလိုက်ပါလေယောဂီတို့ပေါ့တန်မတွက်ပါနဲ့ဒါလိုလေးကြိုပြောလိုက်ပါမယ်အိမ်ငိုက်တာနဲ့ပတ်သက်ပြီးဘုရားရှင်ကိုယ်တော်မြတ်ကြီးတဆင့်ဟောတယ်လို့ပြောပြီးတဲ့တရားဟာအရှင်မမောက္ခလန်ကိုယ်တော်မြတ်ကြီးယဟန္တာဖြစ်တဲ့တရားပါဦးဇင်းတို့အဝေးကြီးကလာဟောတာနော်ဦးဇင်းတို့ရှိမှဘာလို့ကြီးငိုက်နေကြတာတော့ဟုတ်လားဦးဇင်းတို့ကလေးတီပြီးနေရက်သွားဆွဲမှာမလုတ်ပါနဲ့သူတို့ကောင်းတွေမလုတ်စမ်းပါနဲ့ပြောပြနေပါလေနောက်ဆုံးကောင်မျက်လုံးဖွင့်လိုက်တယ်ဒါပေမဲ့သာသနာမှာယဉ်လေးစရာကောင်းတာကတရားအားထုတ်ရင်မျက်စိမိတ်အားထုတ်စားတယ်မပါဘူးမိတ်လို့ကမိတ်ဖွင့်လို့ကဖွင့်နဲ့မျက်စိမိတ်ရိုက်နဲ့အိမ်ငိုက်ရင်ဖွင့်ပြီးတယ်အိုသူတော်ကောင်းလို့ရတဲ့အချိန်လေးနှမျိုးစရာကြီးမျက်စိမဖွင့်ရင်ဘူးဆိုလေကိုရတဲ့စာတွေရွတ်ပေါ်ရတယ်ဘုရားစာတွေရွတ်လို့ဘုရားနုတ္တိတွေပွားလို့အခုပြောပြနေသိချလုံနေတဲ့သူတွေရှိတယ်ဟိုမှာရွတ်လို့ဆိုလို့အမှန်ကထင်နေကြတာကတရားအထုတ်ရင်ငြိမ်မျက်စိမိတ်ပြီးငြိမ်နေမှဟုတ်ပြီထင်တာကိုယ်တိုင်သိတယ်နော်မနေ့ကကလေးမေးတယ်လို့ပဲထိုင်ပြီးပါလုံနေကြတာတော့သတိရှိဖို့အရေးကြီးပါတယ်ဉာဏ်ရှိဖို့အရေးကြီးပါတယ်သတိနဲ့ဉာဏ်နဲ့ပေါ်ဖို့အရေးကြီးပါတယ်နှမျိုးစရာကြီးဘာလို့ငိုက်မှာလဲဦးဇင်းတို့အပူပြောတာမဟုတ်ဘူးဦးဇင်းတို့စိတ်ကူးနဲ့ထွင်ပြောတာမဟုတ်ဘူးငိုက်ရင်နောက်ဆုံးမျက်လုံးဖွင့်လိုက်မိတ်ထားလို့ငိုက်ဘုရားခိုင်းတယ်မောင်မင်းနေအိမ်ငိုက်တတ်ပါတယ်တဲ့အလောကပညာရအလင်းရောင်အမတ်ပညာပြုလိုက်စမ်းပါလေမိမိတို့ကဇာအဘိညာဉ်နဲ့ကပ္ပဏိမိတ်တွေကိုအာယုံပြုပြီးတော့အလောကကတိုင်မရတော့မျက်လုံးဖွင့်လိုက်ရင်အလင်းရောင်ဆိုတာရတာမျက်လုံးဖွင့်လိုက်ပါမယ်ဟိုသူတော်ကောင်းလို့ဒီအချိန်လာဟောရတာတော့တော်တော်ကျေးဇူးတင်ဖို့ကောင်းတာဒီတရားဟောပြသွားတာနိုင်ရင်မျက်လုံးဖွင့်လိုက်ပါတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့မေတ္တာတော်ကရုဏာတော်ဘလောက်ကြီးတယ်လဲဆိုမျက်လုံးဖွင့်လို့မှငိုက်သေးတယ်ဆိုရင်ထိုင်ရက်နဲ့မျက်လုံးဖွင့်လို့မှငိုက်သေးတယ်ဆိုရင်ရှိတယ်လေတချို့ကမျက်လုံးဖွင့်လဲပါပြငိုက်တာတဲ့မျက်လုံးဖွင့်လို့မှငိုက်သေးတယ်ဆိုရင်မတ်တက်ရလိုက်ပါဣရိယာပုပြောင်းလိုက်ပါတဲ့လမ်းလျှောက်လိုက်ပါ
ဘလို့ကြည်ညိုဖို့ကောင်းတယ်ဘုရားရှင်ကိုတော်မြတ်ကြီးတရားမရရအောင်ဒီလိုလေးမဟုတ်ဒီလိုလေးမဖြစ်သေးဒီလိုလေးမဖြစ်သေးဒီလိုလေးတစ်ခုချင်းကိုပြောပြပါလေဘိုးသူတော်ကောင်းတို့ဘာလို့ငိုက်မလဲမျက်လုံးဖွင့်လိုက်ပေါ့မျက်လုံးဖွင့်လို့မှငိုက်သေးတယ်ဆိုထားလိုက်ပါမတ်တက်ရလိုက်ပါလေဘုဇင်ကိုလည်းအာနာစရာမလိုဘူးဘေးကလူကိုလည်းအာနာစရာမလိုဘူးဘေးကလူအာနာပြီးတော့ထိနာမိတ်တာတွေကိုအနှိမ့်ဆက်ခံမနေပါနဲ့အင်္ဂုတ္တပါဠိတော်မှာပါပါတယ်တက်ရိုက်ကြီးဒီတရားဟာရှင်မမောက္ကလံကိုတော်မြတ်ကြီးယဟန္တာဖြစ်တဲ့တရားပါယောဂီတို့ကိုအနောက်ဆက်ဖြစ်အောင်ပြောပြတာမဟုတ်ဘူးယောဂီတို့နေတတ်အောင်ယောဂီတို့ထိုင်တတ်အောင်မျက်စိကြီးဇုံမိတ်ပြီးတော့ဟိုကြီးကန်းကြီးဟိုနဲ့အစာကောက်တယ်လို့ဗျိုင်းအစာကောက်တယ်လို့ဖြစ်မှာစိုးလို့ဘာပြောခုနနရွက်ဆွဲထားခိုင်းလိုက်ခြင်းနဲ့ဆိုမှအခုကဘယ်သူမှငိုက်တယ်လို့မရှိတော့ငိုက်နေတော့အကုသိုလ်နော်ငိုက်တာကိုအကုသိုလ်လို့မသိဘူးငိုက်တာဟာအကုသိုလ်နော်ယောဂီတို့ကိုတရားဟောပြီးမလို့အခုမငိုက်ဖို့စပြောရတာရှိသေးတယ်မငိုက်မှတရားကဟောလို့နားတဲ့ဝင်မယ်ပေါ့စိတ်ထဲဆွဲမှာပေါ့မငိုက်အောင်ဟောတာကလည်းဥစဉ်အထင်နဲ့ဥစဉ်ဟောတာမဟုတ်ပါဘူးဘုရားရှင်ကိုယ်တော်မြတ်ကြီးမိန့်တော်မူတဲ့တရားမျက်လုံးဖွင့်လိုက်ပါဖွင့်လို့မှငိုက်သေးတယ်ဆိုရင်တဲ့ထလမ်းလျှောက်လိုက်ပါလေမတ်တက်ရလိုက်ပါတဲ့ထလမ်းလျှောက်လိုက်ပါတဲ့တင်မလင်ခွေရာကနေကျုံပြောင်းလိုက်ပါကျုံနေရာကနေတင်မလင်ခွေပြောင်းလိုက်ပါရက်လို့တောင်ရတယ်ဆိုရင်ကုန်ပြီမတ်တက်ရလိုက်ပါမတ်တက်ရလို့မှငိုက်သေးတယ်ဆိုရင်လမ်းလျှောက်လိုက်ပါအောင်ဟိုမှာအရှင်မမောက္ကလံကိုတော်မြတ်ကြီးမှာဘလောက်ထိများအိတ်ချင်ငိုင်နေမှုအားကောင်းလဲဆိုတော့လမ်းလျှောက်နေရင်တော့ငိုက်တာဘုရားရှင်ကိုတော်မြတ်ကြီးကမိတ်နဲ့လမ်းလျှောက်လို့ငိုက်တယ်ဆိုရင်သွားအိတ်လိုက်တော့အဲ့ဒါတရားအစီဟုတ်လားဘာဖြစ်လို့ဆိုအိတ်ချင်မှုတူကြီးနဲ့တဏှာကြီးနှစ်နာရီအလကားနေအဲ့လိုနေတဏှာကြီးနှစ်နာရီအချိန်တွေကဘာကုသိုလ်မှမရဘူးဘာတတိမှမပေါ်ဘူးတကယ်လို့များကြက်ကနေဆိုသွားအိတ်လိုက်တယ်15မိနစ်20အဲ့ရဝါတာနဲ့ပြန်လာဟောဘလောက်ဟုတ်တာလဲဘုရားရှင်ကိုတော်မြတ်ကြီးမိန့်တော်မူပါလေလမ်းလျှောက်တုံးမှငိုက်တယ်ဆိုရင်တော့မှဘာလို့လဲသွားအိတ်လိုက်တော့အပကတိမနုဿတိတုယေဇနာပါရဂာမိနောအထာရံဣတယံပဇာအထာယံဣတရံပဇာတိရမေဝနုဒဝတိယောဂီတို့အနေနဲ့ပြောလို့ရှိရင်လူတွေအများကြီးတဲ့မှာတတိတကယ်ရှိတဲ့လူကရှားပါတယ်အခုမိမိတို့တတိအလုပ်တတိရှိတဲ့အလုပ်တတိပဋ္ဌာန်ဘာဝနာဝိပဿနာအလုပ်လာအားထုတ်တာတောင်မှလေကိုမေးကြည့်9မိနစ်မှ10မိနစ်ရှိဖို့မလွယ်ဘူး9မိနစ်ကို10မိနစ်မပြောပါနဲ့တနာရီကို10မိနစ်ရှိဖို့မလွယ်ဘူးယောဂီတို့တတိတကယ်ရှိဖို့ရန်အတွက်ထိုင်တဲ့ဣရိယာပုနဲ့ဆိုရင်ထိုင်ရင်ထိုင်မှန်းသိသိချာသိကိုထိုင်မှန်းသိရလားကိုထိုင်မှန်းသိရလားဆိုတော့နှာခေါင်းသိရမလားဝမ်းပိုက်သိရမလားရင်ဘတ်သိရမလားငယ်တိတ်သိရမလားဆရာသမားတွေပြောတာအကုန်သိလို့ရတယ်တို့ဘာတော့လည်းပဲဘုရားရှင်ကိုယ်တော်မြတ်ကြီးမိန့်တော်မူတာကမင်းတို့သိခြင်းရသိမှလားသူဖြစ်တာသိမှလားတဲ့ကိုသိခြင်းရသိလို့လည်းရပါတယ်သူဖြစ်တာလေးကိုသိလို့လည်းရပါလေရှင်တကယ်နိဗ္ဗာန်ကိုတက်လန်းလို့တဲ့ဝိပဿနာပုဂ္ဂိုလ်များအတွက်ကိုသိခြင်းရသိတာထက်သူဖြစ်တာလေးသိဖို့အရေးကြီးပါဟိုသူတော်ကောင်းတို့ကိုကဘာကိုသိမှလဲနှာခေါင်းလည်းမှန်တာပဲဝမ်းပိုက်လည်းမှန်တာပဲရင်ပတ်လည်းမှန်တာပဲငယ်တိတ်လည်းမှန်တာပဲကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးများပြောခဲ့ဆိုခဲ့တာလေဒါပေမဲ့ဆရာတော်ကြီးတွေကအဲ့ဒီနေရာအဓိကထက်အဲ့ဒီနေရာကိုသိနိုင်တဲ့စိတ်ဖြစ်အောင်လို့တတိရှိဖို့အဓိကကိုသိခြင်းရသိတာကတစ်မျိုးသူဖြစ်တာလေးသိတာကတစ်မျိုးထိုင်ရင်ထိုင်မှန်းသိဆိုတာကသူဖြစ်တာလေးသိရလားယောဂီတို့အသိဉာဏ်လေးနဲ့တရားတော်ကိုနားလိုက်ပါအသိဉာဏ်လေးနဲ့တရားအလုပ်ကိုအားထုတ်ပါကိုသိခြင်းရသိနေတာကိုတွေ့ခြင်းရမတွေ့အောင်ရှားနေတာလားကိုသိခြင်းရသိအောင်လုပ်နေတာလားသူဖြစ်တာလေးကိုသိအောင်စောင့်ကြည့်တာလားကွာပါတယ်နော်ယောဂီတို့ဆရာတော်ဘုရားကြီးများကနာတိဝနှုတ်ခမ်းများကိုလည်းစောင့်ကြည့်ခိုင်းတာပါအတင်းလိုက်ကြည့်ခိုင်းတာမဟုတ်ပါဘူးဝမ်းဘိုက်ကပိန်နာဖောင်းတာလေးကိုလည်းပဲအသာလေးစောင့်ကြည့်ခိုင်းတာပါအတင်းလိုက်ကြည့်ခိုင်းတာမဟုတ်ပါဘူး
အဲ့တော့မိမိတို့ကတရားအထုတ်တဲ့အခါမှာကိုသိကျင်တာကိုနသားပါးရဒီကတော့သိမှာပါနသားပါးရဆိုတဲ့စကားအတင်းအာဓမလိုက်ပြီးတော့သိအောင်လိုက်လုပ်နေသလားအတန်လေးစောင့်ကြည့်နေသလားအတင်းအာဓမလိုက်ကြည့်နေသလားအတန်လေးစောင့်ကြည့်နေသလားအတင်းအာဓမလိုက်နေသလားအတန်လေးစောင့်ကြည့်နေသလားဟောကြည့်လေကိုယ်စိတ်များအခုလေးငြိမ်လိုက်တော့ဘာများပြောအောင်မလဲဆိုပြီးဘာလုပ်မလဲကိုနားထောင်လို့ကြားတာမဟုတ်ဘူးနော်ကြားလို့နားထောင်ရတာကိုနားထောင်လို့ तू ပြောတာမဟုတ်ဘူးနော် तू ပြောလို့ကိုကကြားရတာယောဂီတို့ဒီတိချာချာလေးဉာဏ်လေးနဲ့ကိုနိုင်တဲ့လောက်ဉာဏ်လေးနဲ့ကိုရှိတဲ့လောက်ဉာဏ်လေးနဲ့တစ်စိတ်ချင်းပိုင်းသွားကြည့်ပါတစ်စိတ်ချင်းပိုင်းသွားကြည့်ပါအခုမိမိတို့တင်မလင်ခွေးနေတဲ့ကျုံထိုင်နေတဲ့တင်မလင်ခွေးကျုံကအရေးကြီးတာလားတတိကအရေးကြီးတာလားပြန်ကြည့်တင်မလင်ခွေးကအရေးကြီးပါတယ်ကျုံကအရေးကြီးပါတယ်လို့ဘုရားမြတ်စွာမဟောတတိလေးကအရေးကြီးပါတယ်တတိရှိတာလေးကအရေးကြီးတာအဲ့ဒီတတိရှိတာလေးကအရေးကြီးတဲ့နေရာမှာလဲတတိကဒီလိုလေးပြောကြဆိုနှစ်မျိုးပေါ့အတင်းအာဓမမမိမိအောင်လိုက်ပြီးတတိရှိတယ်လို့ထင်တာကတစ်မျိုးတကယ်တတိရှိလို့အေးအေးဆေးဆေးစောင့်ကြည့်နိုင်တာကတစ်မျိုးအတင်းအာဓမလိုက်လို့မတွေ့အောင်လိုက်နေတာကိုတတိရှိတယ်ထင်တာကတစ်မျိုးအေးအေးဆေးဆေးစောင့်ကြည့်နိုင်လို့တတိရှိတာကတစ်မျိုးနှစ်မျိုးအရင်ပြောပါမယ်ယောဂီတို့ဩသူတော်ကောင်းတို့မိမိတို့အတင်းအာဓမကိုယ်အထင်နဲ့ကိုလိုက်တဲ့တတိနဲ့ရှိနေတာလားအသားလေးအေးအေးဆေးဆေးနဲ့စောင့်ကြည့်တဲ့တတိနဲ့ရှိနေတာလားဘုရားမြတ်စွာကဘယ်တတိညာခိုင်းနေထင်မလဲအတင်းအာဓမတတိနဲ့ခိုင်းမလားအေးအေးဆေးဆေးနဲ့စောင့်ကြည့်တဲ့တတိနဲ့ခိုင်းမလားဒါလေးကိုတော့တေးသေးချာချာကြည့်စီခြင်းပါလေသိစီခြင်းပါလေအေးအေးဆေးဆေးချမ်းချမ်းသာသာကြည်ကြည်လင်းလင်းတက်တောင့်တက်တာနေတာထိုင်တာလေးနဲ့အသားလေးစောင့်ကြည့်တဲ့တတိမျိုးနေတာထိုင်တာလေးနဲ့အသားလေးစောင့်ကြည့်တဲ့တတိမျိုးဖြစ်ရပါမယ်ယောဂီတို့မိမိတို့နားမှာအတန်ကကြားပြီးတော့အေးစောင့်ကြည့်တဲ့တတိလေးနဲ့ဖြစ်ရပါမယ်ဆိုရင်တကယ်ကြားတဲ့အတန်တိုင်းကိုကသဘောပေါက်ပြီးတော့စောင့်ကြည့်တဲ့စိတ်ကလေးဖြစ်အောင်မွေးစမ်းပါအတင်းများလိုက်နေရော့သလားနှာခေါင်းကိုအတင်းမလိုက်လေဒီနှာခေါင်းကမပြေးပါဘူးရင်ဘတ်ဆိုတာကလည်းအတင်းလိုက်เสียမလိုပါဘူးဝမ်းဘိတ်ဆိုတာကလည်းအတင်းလိုက်เสียမလိုပါဘူးနည်းနည်းလေးနဲ့အတင်းအာဓမလိုက်တဲ့အတင်းဆိုတာကိုသဘောမပေါက်ရင်လည်းအာဓမဆိုတာကြီးကတော့တော်တော်ကြောက်เสียအောင်ကောင်းတာအတင်းအာဓမများလိုက်နေသလားအတင်းအာဓမများလိုက်ပြီးတော့တတိထင်နေသလားအတင်းအာဓမများမမြင်အောင်မတွေ့အောင်လုပ်နေမိသလားအတင်းအာဓမတဲ့အာဓမဆိုတာတရားမဟုတ်ဘူးလေမိမိတို့ကအတင်းအာဓမလိုက်မှတ်တယ်အတင်းအာဓမလိုက်ကြည့်တယ်အတင်းအာဓမလိုက်ရှုတယ်မတွေ့ဘူးလားဆိုတော့တွေ့တော့တွေ့တယ်ဓမ္မတွေ့မှာမဟုတ်ဘူးအာဓမတွေ့မှာဘာလို့လဲအာဓမနဲ့လိုက်တာကိုဒါကြောင့်မို့နားလည်အောင်ပြောရင်အတင်းလိုက်မှတ်အတင်းလိုက်ရှုဆိုတာဒီဘသူကတတိယအောင်ဆောင်းနေတာလဲဆိုတဏှာဘသူကတတိယအောင်ဆောင်းနေတာလဲဆိုလောဘဘသူကတတိယအောင်ဆောင်းနေတယ်ဆိုတာလဲနားမလည်မှုမသိဘူးဒါဆိုတရားဆိုတော့နှာခေါင်းကတရားလားထိတာကတရားလားလှုပ်တာကတရားလားပိန်တာကတရားလားခေါင်းတာကတရားလားဘယ်တရားကိုယ်တဏ္ဍာမှာရှိရမှာလဲတတိအစစ်ကလေးရှိရမှာတတိအစစ်ကလေးရှိရမှာဘုသူတော်ကောင်းတို့တတိအစစ်ကလေးရှိရမှာထက်ခါပြောလိုက်ခြင်းပါတယ်တကယ်တရားအထုတ်နေတဲ့သူတွေကိုအိုး10မိနစ်လဲဒါပဲပြောလိုက်ခြင်းနဲ့တတိအစစ်လေးရှိရမှာတဏှာကြီးလုံးနဲ့ဒါလေးပဲပြောလိုက်ခြင်းနဲ့တတိအစစ်လေးရှိရမှာအခုမိမိတို့ကတတိအစစ်ကလေးရှိဖို့ကိုအာယုံပြုတန်ဖိုးထားတာလားဟိုထိတာမှတရားလှုပ်တာမှတရားပိန်တာမှတရားဗိုက်မှတရားရင်ဘတ်မှတရားဆိုပြီးအတင်းများလိုက်နေပြီးရောမလားအတင်းလိုက်ရင်လည်းပဲဟုတ်တယ်လို့နဲ့အဲ့ဒါကတဏှာကတတိအောင်ဆောင်တာလောဘကတတိအောင်ဆောင်တာတကယ်တတိကအတင်းအာဓမမဟုတ်ဘူးလေတကယ်တတိအစစ်ကအတင်းအာဓမမဟုတ်ဘူးလေအတာဓမ္မပေါ့အေးအေးဆေးဆေးတက်တောင့်တက်တာကြီးကြီးလင်းလင်းချမ်းချမ်းသာသာအတာလေးစောင့်ကြည့်နိုင်ရင်ယောဂီတို့အတာလေးစောင့်ကြည့်စမ်းထိုင်းနေရင်လည်းခြေပြားကနေဆံပြားတိုင်အောင်ကိုယ်နဲ့ဆက်သမျှရုပ်တွေဖောက်ပြန်ပြောင်းလဲမှုဘာဖြစ်နေတယ်လဲသိအောင်အတာလေးသာစောင့်ကြည့်
Nama mau yang lu dah kau tidak, cina kau tidak, tura tidak, pura tidak, nyina tidak, ira tidak, oglisana tidak, yara yana tidak. Eri tidak sudah sehingga sebenarnya nanti hari ini tidak. Eri nanti hari itu mimi tu kan sisi tetang cenyan tada cici lene. Abang ali sangki naya ni. Jadi jauh sedih kau tuibu sedangkan sangki dah melawan ni mayahu. Ada arama lagi yang menyatakan malah. Ada arama nabah yang ni nabah long yang menyatakan malah. Yahu no, mayahu. Kalau mau mimi tu beni ni be atau nakau atau ibai atau jemba atau ngedek atau. Nalau atau. Cijakan ni sanja go tayang atau. Oh degulong mama yang di atau. Hari go be cide lu bio. Oh ada arama nabah yang ni menyatakan ni lah. Tetang sisi ni menyatakan ni lah. Cino tali tu cino. Tali kuti bade. Kau jangan kuti bade, lau kata tiba. Kau dulu orang tu ada arama nabah yang naik sudah ni tu meluk bane. Naik mata ni tu meluk bane. Saya macam tu. Saya macam tu. Yogi tu siapa cino, yogi tu kucing mah luk cino, cing cino, sebab apa dia luk cino. Lai cici lai, tali sang cici lai. Behang kan canda le. Luna zaman terduari canda bu, behang sing kodam yang jika tiada yang sisa juira lah. Lai cida kan canda lah, sang cida kan canda lah, lai cida kan ikan lah, sang cida kan ikan lah. Pada adalah nandalan. Sini jilu kuah le. Tercari be, niji. Yang kodam yang jika wipatana alau tiada atau muha, jamaah yang nema leve dulu atau yang dulu. Malah dulu atau ada, zita malah dulu be atau ada. Ni yang menyui, alau menyui, iri apa menyui, aceh menyui. Perlu ni le, sisi ni sangki naik berisi ada. Ada yang atau dongan le, ada arma lain, jadu le, ada arma tangjang gong no. Zita malah ada arma tangjang gong no. Yogi tu, era ni nak kubu tu bawa pau. Tapi kalau lama ni sempiang wipatana atau cembera sa atau amale belum atau amale sudah jangan uli betul bilai tak. Aku dah cakap wipatana sudah asam sih. Asam itu ane tu sahumi. Wipatana yang nanti mat dengan dia tu bawa basu wipatana yang biar ni mana jadi sudah sahumi ko. Luna le orang biar asam suino. Minum lain macam ni. Sisi tetang. Lunga ni tu biar lu jada mo. Kalau mau cari dah cia dulu. Yang ada tu sudah bolong mau cari cia dulu. Kalau tu bolong kau ada cari jada. Kau biar belum naik Malaysia jom. Kau mungkin lu jada mo kau. Kau pada nak lu ada tu sudah biar tali cia dah. Mungkin jada mo kau. Naik ni kau naik mesong ni kau mesong metode kau metode kau mesong metode. Yogi tu, kau pianji zaman, kau tu jitain biro, bolongnya wengkang mili dah. Kau tu jitain biro, temani gue jitain biro, bolongnya wengkang mili dah. Dia dinan dikanda, di ayam di permat, di dat diha, bolongkan tu lu ni cara apa? Kau hempalu mea bahu deh. Kau malu bega atali si, bolongnya tu cici, TV kan cici, atali sahaja si, sahaja ini tak kau imak kau cuy. Bolongnya jadi kau ni nyong lah. Meja sini sana, kalau jauh sana. Kau sisi ni kau balu amal, sini naya mal. Eri jama berdua cita le, berdua matabu, berdua code, berdua matobu, berdua adong jale, berdua adong macam sudah tiga. Aku ni tu dia atau ni dah lah. Atau sang sini lah, weekend ni dah lah tiangci. Yogi tu, weekend ni tu ye sang sini tu ye berdua canda le. Weekend ni tu ye sang sini tu ye berdua payment le. Ada yang atau bila ni cuci jaya sudah ci. Yang kodam yang jika wipatana logo cuci jaya amat tukai mahu. Ku canda bu, si canda bu. Jadi dia asika atau ni zemale canda le, atau lu ajuya ini canda le. Yogi tu. Tadang sisi cenyan tada cici nene sang ci nene dari nyuli siang juga ba.
ဘောပေါက်ပါယောဂီတို့အခုမြင်နေတာကိုမဟုတ်ဘူးလည်းမပြောဘူးဟုတ်တယ်လည်းမပြောဘူးယောဂီတို့မှာစောင့်ကြည့်တဲ့တတိတက်ကလေးရှိဖို့လိုက်ကြည့်တဲ့လောဘတက်လေးရော့လာဖို့ဟိုဟာကိုလိုက်ကြည့်ခြင်းဒီဟာကိုလိုက်ကြည့်ခြင်းဟိုဟာကိုပြန်ရခတ်ခြင်းဒီဟာကိုပြန်ရခတ်ခြင်းဟိုဟာမရမနေနိုင်ဒီဟာမရမနေနိုင်ဒါတွေးမှတရားဒါမှမဟုတ်ရင်တရားမဟုတ်ဘူးဆိုပြီးတော့လောဘတွေဒေါသတွေမောဟတွေမဖြစ်ဘူးနားလည်သိခြင်းပါလေသဘောပေါက်သိခြင်းပါလေနေရှိပါကျင့်ရှိပါသိအောင်ပြောပြပါလေသိတဲ့အတိုင်းနေတာကိုကျင့်နေခေါ်တယ်သိတဲ့အတိုင်းနေတာကိုကျင့်နေခေါ်တယ်ဘာပင်မစရာလို့လဲနေကြည့်ပေါ်တင်မလင်းခွေတိုင်းတင်မလင်းခွေနေကျုံကျုံတိုင်းကျုံကျုံနေထိုင်နာကိုထိုင်မှန်းသိထိုင်နေတဲ့စိတ်ထားထိုင်နာကိုထိုင်မှန်းသိထိုင်နေတဲ့စိတ်ထားအခုမိမိတို့တရားအထုတ်ရင်းနဲ့ထိုင်နေတဲ့စိတ်ထားရဲ့လားဒီကကလေးတွေဆူတဲ့စီညာစိတ်ရောက်သလားတရားအလုပ်အားထုတ်နေတဲ့သူကဘေးကကလေးတွေဆူတာကိုစိတ်ရောက်တယ်ဆိုရင်တရားအထုတ်နေတာကိုမသိလို့ဆူတဲ့ကလေးရဲ့ကိုတရားကိုအားထုတ်ပါလေရဲ့ကနေတရားအထုတ်တဲ့စိတ်မရှိပဲဟိုရောက်တဲ့လူကြီးရဲ့ဘသူကမိုက်တယ်လဲပြန်ကြည့်ဘသူကမိုက်တယ်လဲပြန်ကြည့်အမှန်ကထိုင်နေဆိုရင်တရားအလုပ်အားထုတ်ရင်ထိုင်မှန်းပြီးသိချာသိတာတော့လူသေးတာပေါ့နိထိုင်နေလို့ထိုင်မှန်းပြီးရင်တတိရှိပါလေတချို့ထိုင်လို့ထိုင်မှန်းမသိဘူးလမ်းလျှောက်နေလို့ရှောင်းမှန်းမသိဘူးရက်နေလို့ရက်နေမှမသိဘူးတောင်တွေးမြောက်တွေးတောင်စင်စားမြောက်စင်စားလောဘခေါ်ရလိုက်ဒေါသခေါ်ရလိုက်မောဟကမေးအဲ့လိုတွေဖြစ်နေတာပါတရားဆိုတာနော်ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောတော်မူခဲ့တဲ့တရားတော်တွေကဗိဒကသုံးပုံနိကေ900ဓမ္မခန္ဓာပေါင်း7400တသုတ်တပုတ်တကားထားစာလေးတစ်ကြောင်းဒီပင်နိဗ္ဗာန်ရောက်နိုင်တာပါဘယ်နည်းရေလို့မလုပ်ပါနဲ့ဘုရားနီးပါပဲဘုရားနီးဆိုတာကသတိဉာဏ်လေးရှိလာဖို့လောဘဒေါသမောဟလေးနည်းလာဖို့တနည်းပြောပါဆိုရင်လိုက်ကြည့်တတ်တဲ့လိုက်ပြီးမှတ်တတ်တဲ့လိုက်ပြီးအတင်းအာဓမ္မလုပ်တတ်တဲ့တဏှာလောဘတွေညော့သွားဖို့အတန်လေးစောင့်ကြည့်နိုင်တဲ့အတန်လေးစောင့်ကြည့်တတ်တဲ့အတန်လေးစောင့်ကြည့်မိတဲ့တတိလေးတွေရှိလာဖို့အဲ့ဒါလိုကစကြရပါလေအဲ့ဒါလိုကစကြရပါလေရတဲ့ရွာထဲမှာနေတဲ့ကိုအိမ်မှာနေတဲ့ရောင်းရင်ဝယ်ရင်နဲ့နေတဲ့ကိုတတိလေးဟာတော်တော်ရှားတယ်ကိုတတိလေးဟာတော်တော်ရှားတယ်လိုက်ကြည့်ရမှလိုက်ပြောရမှလိုက်လုပ်ရမှလိုက်အားထုတ်ရမှအဲ့ဒါမှအဟုတ်ထင်းနေတာတွေကများတယ်အဲ့ဒီအချိန်တွေဟာအခုတရားအားထုတ်တဲ့စီမှာတော့ဘာလို့လိုက်လာတာလဲအလိုက်လာမခံနဲ့တော့ကိုတတိထားပါကိုတတိထားပါဘယ်လောက်ထိုင်လာလဲဆိုရင်ညောင်းတာကျင်တာတွေဖြစ်လာတတ်ပါလေတတိရှိလို့ငြိမ်ရင်လည်းကုသိုလ်ရတယ်လို့တတိရှိပြီးလှုပ်ရင်လည်းကုသိုလ်ရပါမိမိတို့တတိရှိဖို့ကအဓိကပါလှုပ်ဖို့ငြိမ်ဖို့ကအဓိကမဟုတ်ပါဘူးမိမိတို့ငြိမ်မှစိတ်ချမ်းသာကိုယ်ချမ်းသာရှိနေဆိုရင်ငြိမ်ပါလှုပ်မှစိတ်ချမ်းသာကိုယ်ချမ်းသာရှိနေဆိုရင်လှုပ်ပါဒါပဲပြောအခုလိုအချိန်ဆိုရင်ညောင်းနေနာနေကျင်နေကြိုက်နေခဲနေထုံနေတော့မှာအဲ့ဒါကိုမိမိတို့ကငြိမ်နေရတာစိတ်ဆင်းရဲတယ်လှုပ်မှစိတ်ချမ်းသာမယ်ဆိုရင်လှုပ်ပေါ့ဒါပေမဲ့လောဘကြောင့်လှုပ်တာမဟုတ်ဘဲနဲ့တတိရှိလေးနဲ့လှုပ်ပေါ့လှုပ်နေတဲ့ထဲမှာစိတ်ထားပြီးတော့လှုပ်တာလေးတွေသိပါလေရွေးတာလေးတွေသိပါတယ်တိုးတာလေးတွေသိပါတယ်တနည်းပြောရင်တတိရှိနဲ့လှုပ်တဲ့အတွက်ကြောင့်အကုသိုလ်မဖြစ်ပါဘူးမကြိုက်ဘဲနဲ့ငြိမ်နေရတယ်အဘောမကြပဲနဲ့ငြိမ်နေရတယ်မနာခြင်းနာတာကြီးကိုမခံနိုင်မဲနဲ့ငြိမ်နေရတယ်အဲ့ဒါလိုငြိမ်နေရတယ်ဆိုရင်အကုသိုလ်ဖြစ်နေတာပေါ့တတိလွတ်နေတာပေါ့တတိမှမရှိပဲကိုဒါကြောင့်မို့ပြင်ပေးလို့ရပါတယ်ပြောင်းပေးလို့ရပါတယ်ရွှေ့ပေးလို့ရပါတယ်ဘုရားရှင်ကိုရောမြတ်ကြီးကဝိပဿနာအလုပ်အားထုတ်တဲ့ပုဂ္ဂိုလ်တွေကိုဟေ့မလုပ်ရဘူးဟေ့မပြောင်းရဘူးမပြင်ရဘူးလို့ညွှန်တော်မမူပါဘူးလှုပ်တဲ့ရင်လှုပ်ပါတတိဉာဏ်ရှိပြောင်းတဲ့ရင်ပြောင်းပါတတိဉာဏ်ရှိငြိမ်တဲ့ရင်ငြိမ်ပါတတိဉာဏ်ရှိလှုပ်တဲ့နဲ့ငြိမ်တဲ့နဲ့ဆိုတာကဘာပေါ်မူတည်ပြီးတော့ပြောတာလဲဆိုရင်ကိုယ်စိတ်မှာကုသိုလ်ဖြစ်ရဲ့လားကိုယ်စိတ်မှာဒီဣရိယာပုနဲ့တတ်ပါရမျှရဲ့လားကိုယ်ကျမ်းမှာစိတ်ချမ်းသာရှိရဲ့လားအဲ့ဒီပေါ်မှာမူတည်ပြီးပြောင်းရပြင်ရရှိရလားပြောင်းတယ်ဆိုတော့ပြောင်းပါ
တတိညာရှိရှိနဲ့ပြောင်းဖို့ပါပဲသူတော်ကောင်းလို့မိမိတို့အခုလိုလေးနေကြည့်လိုက်တော့ပြောပြတဲ့တရားစကားလေးတွေကိုငြိမ်ပေးလိုက်တော့မိမိတို့ကိုယ်ပြန်ကြည့်ပါတတိရှိရဲ့လားလိုက်ကြည့်နေတာလားအတင်းအာဓမ္မလိုက်ကြည့်နေတာလားတတိညာရှိရှိလေးနဲ့စောင့်ကြည့်တာလားဒီလိုလေးတစ်ခုပြောချင်ပါလေသူတော်ကောင်းလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တရားတော်တွေဟာဒီလိုတနာရီနှစ်နာရီတပွဲတည်းနဲ့ပြီးတာမျိုးမဟုတ်ပါဓမ္မယုံမှတင်ပြီးတဲ့တရားမျိုးလည်းမဟုတ်ပါအိမ်အရောက်နောက်ဆုံးဒီဘဝကုံနောက်ဘဝကုံနောက်ဘဝသန္တရာရောက်တဲ့ထိအသုံးကျတဲ့တရားတွေပါယောဂီတို့ကိုတခုပြောပြခြင်းပါလေတခုမေးကြည့်ခြင်းပါလေအခုယောဂီတို့အားထုတ်နေတယ်ဆိုပါစို့မှတ်နေကြတယ်ဆိုပါစို့ရှုနေကြတယ်ဆိုပါစို့ယောဂီတို့ဉာဏ်သားလေးနဲ့အာယုံပြုနားထောင်ပါယောဂီတို့ဟောတလို့အာယုံလေးကိုတရားလို့သိထားတဲ့အတွက်ကြောင့်မှတ်နေကြတယ်ရှုနေကြတယ်ဟောတလို့လေးမှတ်နေကြတယ်ဟောတလို့လေးရှုနေကြတယ်ဟောတလို့လေးမှတ်နေကြတယ်ဟောတလို့လေးရှုနေကြတယ်ဟောတလို့လေးကြည့်နေကြတယ်တောင်းပန်ပန်လေးနဲ့ပြောပြရစီအဲ့ဒီမှတ်နေတာလေးတွေကိုအဲ့ဒီမှတ်တဲ့အနိုင်မမှတ်ဖြစ်နေအသာလေးငြိမ်နေပါလူငြိမ်မှုပြောတာတဲ့အဲ့ဒီအလုပ်ကိုမလုပ်ဖဲရပ်လိုက်ပါအဲ့ဒီမှတ်နေတဲ့နေရာလေးကိုပဲအသာလေးကြည့်ပါအဲ့ဒီမှတ်စရာလေးဆိုတာကိုပဲလိုက်မမှတ်ဖဲနဲ့မမှတ်ဖဲနဲ့အသာလေးကြည့်ပါနှာခေါင်းရှုတဲ့ပုဂ္ဂိုလ်ကနှာခေါင်းရှုတာကိုဝမ်းပိုက်ရှုတဲ့သူကဝမ်းပိုက်ရှုတာကိုရင်ဘတ်ရှုတဲ့သူကရင်ဘတ်ရှုတာကိုကိုလိုမျိုးဝမ်းပိုက်နှာခေါင်းရင်ဘတ်ကိုမရှုနဲ့လို့ပြောတာမဟုတ်ပါဘူးနှာခေါင်းရှုတဲ့သူကလည်းနှာခေါင်းကိုဟိုစောစောကရှုတယ်လို့မရှုဘဲနဲ့အသာလေးကြည့်စမ်းပါဝမ်းပိုက်မှာပိန်နာဖောင်းတာကိုမှတ်နေတဲ့သူကလည်းစောစောကမှတ်တယ်လို့မျိုးမမှတ်ဖဲနဲ့အသာလေးအဲ့ဒီကိုပဲကြည့်စိုက်ကြည့်စမ်းပါလုံးကြည့်ပါနော်ဘုရားတို့တရားစကားပြောရတာနှမျောတတ်ပါတယ်တွန့်တူတတ်ပါတယ်တရားကိုမနစ်သက်တရားနဲ့မမွေ့လျော်တရားနဲ့မပြောဖက်ပြီးပြီးရောနေတဲ့ပုဂ္ဂိုလ်မျိုးဆိုတခွန်းတော်မပြောချင်ပါဘူးတကယ်တရားကိုတန်ဖိုးထားတရားလူလာတဲ့ပုဂ္ဂိုလ်ကြီးကြတော့တခွန်းဆိုတခွန်းကျေးဇူးကြီးအောင်ပြောပေးချင်ပါတယ်ယောဂီတို့လူတိုင်းကိုလုံနေတဲ့အလုပ်တွေကိုအဲ့ဒီလုံနေတဲ့ပုံစံလေးကိုရပ်လိုက်ပါနှာခေါင်းမှတ်တဲ့ပုဂ္ဂိုလ်ကတခြားရွှေ့မှတ်ဖို့ပြောတာမဟုတ်ပါဘူးနှာခေါင်းကိုမှတ်တယ်ဆိုတဲ့အလုပ်လေးကနေအဲ့လိုမှတ်တဲ့အလုပ်မျိုးမမှတ်တော့ဘဲနဲ့ဒါလေးအဲ့ဒီနာလေးကိုပဲကြည့်စိုက်ကြည့်ဝမ်းတိုက်မှတ်နေတဲ့ပိန်နာဖောင်းတာမှတ်တဲ့ပုဂ္ဂိုလ်ကလည်းရှုတဲ့ပုဂ္ဂိုလ်ကလည်းမမှတ်တော့မရှုတော့ဘဲနဲ့အဲ့ဒါလေးကိုဘလို့ဖြစ်နေတာလဲလို့သိအောင်ဒါလေးကြည့်စိုက်ကြည့်နေကြည့်ပါနေကြည့်ပါရင်ဘတ်ရှုနေတဲ့ပုဂ္ဂိုလ်ကလည်းတုတ်လတ်အဲ့ဒါမျိုးတွေကိုသူ့အလိုက်မှတ်တာမျိုးမဟုတ်ဘဲနဲ့လိုက်ရှုတာမျိုးမဟုတ်ဘဲနဲ့အသာလေးအဲ့ဒါလေးကိုဘာဖြစ်နေတာလဲလို့မသိအောင်ကြည့်တယ်လို့မျိုးလေးအသာလေးပဲကြည့်ပါယောဂီတို့နေကြည့်ပါခါတိုင်းမှတ်နေကြမျိုးမဟုတ်ဘဲနဲ့အဲ့ဒါလေးကိုပဲမမှတ်ဖဲနဲ့ကြည့်ပါရှုနေကြမဟုတ်ဘဲနဲ့အဲ့ဒါလေးကိုမရှုဘဲနဲ့ကြည့်ပါမြင်အောင်ကြည့်ပါအမှန်ကဦးဇင်းတို့တရားစခန်းနဲ့ရိတ်တာလေးဆိုမှတ်နေတယ်လို့ကိုင်းဘာမှမလုပ်ဘဲနဲ့ငြိမ်ကြည့်ကန်းဟိအဲ့ငကိုစောစောကအာယုံလေးကိုပဲပြန်တတိထားကြည့်ကန်းဟိစောစောကမှတ်တယ်လို့မမှတ်နဲ့လို့အဲ့လိုပြောလေးရှိပါလုပ်ကြည့်ပါယောဂီတို့လုပ်ကြည့်ပါမှတ်တုံးကနာသီဝနှုတ်ခမ်းများမှာတိုးတာရဲ့မမှတ်ဘဲနဲ့အသာလေးကြည့်လို့တိုးတာရဲ့လို့နှမျိုးတွေ့တာလေတိုးတာနှမျိုးမှတ်တုံးကနာသီဝနှုတ်ခမ်းများမှာထိတာလေးတွေ့တာရဲ့မမှတ်ဘဲနဲ့အသာလေးကြည့်တော့ထိတာလေးတွေ့တာရဲ့လို့ထိတာနှမျိုးအရင်တော့မှတ်တုံးကပိန်တာလေးတွေ့ပါလိမ့်မယ်ဖောင်းတာလေးတွေ့ပါလိမ့်မယ်အခုကမမှတ်ဖဲနဲ့အသာလေးကြည့်လို့ဖောင်းတာပိန်တာလေးတွေ့ပါလိမ့်မယ်ဖောင်းတာပိန်တာနှစ်မျိုးအဲ့ဒါလိုပဲရင်ဘတ်မှာလက်ကနေခုံတာလေးအရင်တော့မှတ်တုံးကလက်ကနေခုံတာလေးရဲ့မမှတ်ဖဲနဲ့အသာလေးကြည့်လို့လက်ကနေလေးရဲ့ယောဂီတို့တိုးတာနှစ်မျိုးဖြစ်နေပါတယ်ထိတာနှစ်မျိုးဖြစ်နေတတ်ပါတယ်ဖောင်းတာပိန်တာနှစ်မျိုးဖြစ်နေတတ်ပါတယ်ယောဂီတို့ကိုယ်တိုင်ယောဂီတို့ဆုံးဖြတ်ပါမှတ်တုံးကတိုးတာရဲ့မမှတ်ဖဲနဲ့ကြည့်လို့တွေးတယ်တိုးတာရဲ့ဘယ်တိုးတာကမှန်မယ်ထင်တယ်လဲဘယ်တိုးတာကတကယ်ဖြစ်တယ်ထင်တယ်လဲမှတ်တုံးကနာသီဝနှုတ်ခမ်းများမှာလှုပ်တာလေးရဲ့ကိုမှတ်တယ်ဆိုတော့ကပေါ့လေ
အခုအဲ့လိုမျိုးမှတ်တာမဟုတ်ဘဲနဲ့အသာလေးကြည့်လို့လှုပ်တာလေးရဲ့လှုပ်တာနှမျိုးမှတ်တယ်ဆိုတော့ကလှုပ်တာရဲ့အသာလေးကြည့်တော့ကလှုပ်တာရဲ့ဘယ်ဟာကတကယ်ဖြစ်နေတာလဲဖောင်းတာပိန်တာမှတ်ဆိုလို့ဖောင်းတာပိန်တာကိုမှတ်တယ်မှတ်တော့ကတွေးလို့ဖောင်းတာပိန်တာရဲ့တွေးတယ်ဖောင်းတာပိန်တာရဲ့အဲ့လိုမျိုးမမှတ်တော့ဘဲနဲ့အသာလေးကြည့်လို့ဖောင်းတာပိန်တာရဲ့နှမျိုးပါဘယ်ဖောင်းတာပိန်တာကတကယ်ဖြစ်နေတာလဲယောဂီတို့ဝိပဿနာဆိုတာဉာဏ်ပါဉာဏ်နဲ့တရားဟောရပါတယ်ဉာဏ်နဲ့တရားနာရပါတယ်ဉာဏ်အလုပ်လုပ်ရပါတယ်ဒီနေရာမှာဉာဏ်မှထုတ်မသုံးဘူးဆိုရင်ဉာဏ်မှလက်ကင်မထားဘူးဆိုရင်ဘာပြောလို့ပြောမှန်းလဲသိမှာမဟုတ်ပါဘူးတကယ်နေကြည့်ပါတကယ်နေကြည့်ပါကိုမှတ်တယ်ဆိုတော့ကလှုပ်တာရဲ့မမှန်ဖ ೇನೆ အသာလေးကြည့်မှလှုပ်တာရဲ့ဘယ်ဟာအစ်စ်လဲကိုမှတ်တယ်ဆိုတော့ကထိတာရဲ့မမှတ်ဖ ೇನೆ အသာလေးကြည့်လို့တွေးတယ်ထိတာရဲ့မတူဘူးနော်မတူဘူးနော်ယောဂီတို့တတိမထားကြည့်ပါဘူးယောဂီတို့ဒါလေးကိုလုံးမကြည့်ပါဘူးကိုမှတ်နေရတာကိုပဲတရားထင်တဲ့စိတ်ဟာမဖြောက်နိုင်ဘူးလေကိုမှတ်နေရတဲ့ဟာကမှတရားဆိုတာမဖြောက်နိုင်ဘူးလေယောဂီတို့တော်တော်ကြောက်เสียကောင်းပါတယ်ဘာကြောက်เสียကောင်းတာလဲကိလေသာအတင်းအဓမ္မလိုက်မှတ်တာမဟုတ်ဘူးပြတပည့်တော်တို့ကအေးအေးမှတ်တာပါလို့ပြောချင်းပြောကြလိမ့်မယ်ဆွဲလွန်အားရှိတယ်အခုပြောလို့နားမဝင်လဲနောက်တစ်ချိန်ချိန်ဒါကျေးဇူးပြန်ရှိမှာပါဦးဇင်းတို့ပြောခဲ့ပါမယ်ယောဂီတို့ကိုမှတ်ချင်တိုင်းမှတ်လို့ရတာကတရားအစ်စ်လားကိုမှတ်ချင်တိုင်းမမှတ်တော့ဘဲနဲ့အသာကြည့်လို့မြင်တာကတရားအစ်စ်လားကိုမှတ်ချင်တိုင်းမှတ်လို့ရလို့တရားဆိုရင်တော့ဘုရားဟောတဲ့တရားတွေဒုက္ခရောက်တော့မှာပဲမှတ်ချင်တိုင်းမှတ်လို့တွေးချင်တိုင်းတွေးလို့တွေးနေတဲ့ဟာဟာတကယ်အစ်စ်လားကိုယ်စိတ်အထင်လားလို့နားလည်စေခြင်းနဲ့ယောဂီတို့ဉာဏ်နာနဲ့အာယုံပြုပါရတော့အဖြစ်ကကိုမှတ်ချင်တာမှတ်လို့ရရင်ဒါလေးတွေးရင်တရားထင်ပြီးတော့အပျော်ကြီးပျော်အမော်ကြီးမော်နေတဲ့ဝိပဿနာဆိုတာပျော်ဖို့မဟုတ်ဘူးဝိပဿနာဆိုတာပျော်ဖို့မဟုတ်ဘူးယောဂီတို့မိမိတွေ့နေတဲ့အာယုံဟာတကယ်အစ်စ်လားကိုယ်စိတ်အထင်နဲ့လားရှိတယ်ဆိုတာကတကယ်အစ်စ်လားကိုယ်စိတ်အထင်လားလှုပ်တယ်ဆိုတာကတကယ်အစ်စ်လားကိုယ်စိတ်အထင်လားခေါင်းနဲ့ပိန်တယ်ဆိုတာကတကယ်အစ်စ်လားကိုယ်စိတ်အထင်လားအဲ့ဒါလေးတွေကိုမိမိတို့မှတ်တယ်ဆိုတဲ့အချိန်ကနေအဲ့ဒါလေးတို့ခဏရပ်ပေးပါအတန်လေးအေးအေးဆေးဆေးစောင့်ကြည့်ပေးပါအတန်လေးကြွတတိုက်ကြည့်ပေးပါအနိစ္စတိဝတိနဝိဝိဒေဟိအာကာရိဟိပတ္တိတိဝိပဿနာတဲ့ပညာဝိတာအထတော်ဝိပဿနာဆိုတာဉာဏ်အဓိကပါမိမိတို့ဉာဏ်လေးနဲ့ရှိစေခြင်းပါတယ်ဉာဏ်လေးဖြစ်စေခြင်းပါတယ်သတိရှိမှဖြစ်မှာသတိရှိတယ်ဆိုတာကစောင့်ကြည့်တဲ့အလုပ်ကလေးဖြစ်နေရင်သတိရှိပါစောင့်ကြည့်နိုင်မလားကိုကြည့်နေကြမလို့ကြည့်နိုင်လားကိုမှတ်နေကြမလို့မှတ်နိုင်လားကိုရှုနေကြမလို့ရှုနိုင်လားအိုးသူတော်ကောင်းတို့ကိုရှုနိုင်တာကိုတတိမထင်နဲ့နော်ကိုမှတ်နိုင်တာကိုဉာဏ်မထင်နဲ့နော်ကိုကအေးအေးဆေးဆေးနေပြီးတော့သူဖြစ်တာလေးသိမှတတိအစစ်ရှိပါလေကိုကအတင်းများလိုက်မှတ်နေသလားအောင့်များမှတ်နေသလားတချို့ကနာတိဝနှုတ်ခမ်းများမှာလေးတိုးတာထိတာလေးမသိတာရင်သိတာအောင်အားစိုက်ရှိတယ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးအဲ့လိုမမိတ်ပါဘူးအားစိုက်ရှိတယ်လို့အားမစိုက်တော့ဘူးအောင့်ထားမယ်ဆိုတာမျိုးလဲမလုပ်ရပါဘူးငကိုနေဒီယုတ်ဒီနံဒီခန္ဓာလေးရဲ့သဘောကိုသိအောင်လို့ငကိုနေအာယုံလေးတွေကိုပထမသတိရှိရတာပါကိုကြည့်ကျင်တာကိုကြည့်နေလေရောသလားသူဖြစ်တာကိုမြင်နေသလားကိုရှုကျင်တာကိုရှုနေလေရောသလားသူဖြစ်တာလေးကိုကိုမြင်တာလားဆရာသမားများကပြောခဲ့ကြပါလိမ့်မယ်အေးအဲ့လိုလှုပ်ရွလေးကတရားလို့ပြောခဲ့ဘူးရင်ကိုကလည်းတရားလိုချင်တော့တရားရှာရင်းနဲ့လှုပ်ရွကိုတရားထင်ပြီးတော့လှုပ်ရွအဒီများကြည့်နေပြီရောသလားကိုကြည့်ကျင်တာကိုကြည့်တာလားသူဖြစ်တာမြင်တာလားကိုတွေ့ကျင်တာကိုရှာတာလားသူဖြစ်တာမြင်တာလားအဲ့ဒါလေးကိုသေးသေးချာချာသဘောပေါက်သိခြင်းပါလေဟိုးကုံပြောမယ်လေထိုင်တော့ရောဘာထုတတိရှိမှအကျိုးရှိတာရက်တော့ရောဘာထုတတိရှိမှအကျိုးရှိတာနာတိဝနှုတ်ခမ်းများတွေ့တော့ရောဘာထုတတိရှိမှအကျိုးရှိတာ
ဝမ်းပိုက်ကိုတွေ့တော့ရောဘာထုတတိရှိမှအကျိုးရှိတာသူတော်ကောင်းတို့နားလေစေခြင်းမှာတဲ့တတိပါနားလေစေခြင်းမှာတဲ့တတိပါထိုင်လေတတိရက်လေတတိသွားလေတတိလျှောင်းလေတတိလက်လောက်ချီလောက်လေတတိကိုယ်စိတ်ကလေးစဉ်းစားလိုက်တဲ့တတိကိုယ်စိတ်ကလေးတွေးလိုက်တဲ့တတိရှိရမှာပါယောဂီတို့ကိုဟောလို့တော့မေးလိုက်ချင်တာယောဂီတို့တရားကိုအေးအေးဆေးဆေးအားထုတ်ချင်တာလားအာရပါရအားထုတ်ချင်တာလားလို့မေးလိုက်ချင်တာအေးအေးဆေးဆေးအားထုတ်ချင်တာလားအာရပါရအားထုတ်ချင်တာလားလို့မေးလိုက်ချင်တာလူတိုင်းဟာများသောအားဖြင့်တပည့်တော်တို့ကတော့အာရပါရရအောင်အားထုတ်လိုက်ချင်တာလို့ပြောရင်ဝိပဿနာနဲ့ဘလို့မှမဆိုင်ပါဘူးဝိပဿနာဆိုတာထေထိုးသလိုမျိုးလဲထုံသလိုမျိုးလုပ်ရတဲ့အလုပ်မျိုးမဟုတ်ပါဘူးလုပ်ရတဲ့အလုပ်မျိုးမဟုတ်ပါဘူးအေးအေးဆေးဆေးနဲ့မဲ့တောင်တက်တာနဲ့ချမ်းချမ်းသာသာနဲ့တတိအစစ်နဲ့ဉာဏ်အစစ်နဲ့အလုပ်လုပ်ရတာပါတထိုင်အချိန်ပြည့်သွားပါပြီကျောင်းစဲပြင်စဲမှာလည်းအသိဉာဏ်ရအောင်ရှုရင်းပွားရင်းနဲ့တတိထားပြောင်းရပြင်ရရွှေ့ကြပါကျောင်းပြင်လို့ပြီးသွားကြရင်မိမိတို့ပြုထားတဲ့ကုသိုလ်ကောင်းမှုတွေကိုအမျှပေးဝေကြရအောင်ဤသို့ပြုရပနာမနှင့်ဒါနသီလဘာဝနာဟုမြတ်ကောင်းမှုကိုမိဘဆရာညာတက္ကနှင့်ယမရာဇာအိန္ဒာတက္ကသာစွာဥတ္တုံပုံ31ဖြစ်သမျှတတ္တဝအနန္တတို့အားရကြပါစေအမြဝေဤထိုကုသလမြတ်ပုံညာကိုအမြရာ၍ချမ်းသာကြသည်ဖြစ်ကြပါစေကုန်သောအမြပြုတော်မူကြပါကုန်သောသာဓုသာဓုအမြပြုတော်မူကြပါကုန်သောသာဓုသာဓုအမြပြုတော်မူကြပါကုန်သောသာဓုသာ